ပိဿတ်ကြီးစကားလေးကိုစစ်စစ်ပေါက်ပေါက်ပြောမယ်ဗျာတလုံးမှအလေးအလွတ်မရှိအောင်နားထောင်ကြရမယ်တကယ်ချမ်းသာဖို့ဆိုရင်အဲ့ဒီအချိန်ကိုမရောက်သေးခင်အခုနေနေတဲ့အချိန်ကလေးမှာကုသိုလ်ကောင်းမှုကိုများများလုပ်ထားပါတဲ့ဟုတ်လားကုသိုလ်ကောင်းမှုရဲ့တန်ဖိုးဟာတေဂာနီးမှာပို့ပြီးတော့ထင်ရှားတယ်တေဂာနီးမှာထင်ရှားတယ်ဆိုတော့ရှင်တုံးမှာမထင်ရှားဘူးလို့ဆိုလိုတာမဟုတ်လူသားတွေဟာရှင်နေတဲ့အခိုက်အတန့်မှာတုန်းကတော့ကုသိုလ်ကိုသိပြီးတော့အားကိုးရကောင်းမှမသိဘာကြောင့်လဲဆိုတော့အသိဉာဏ်ကနည်းတာမိုက်မဲတာဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုအားကိုးတယ်ငါမဲ့တောင့်တင်းတယ်လုံနိုင်တယ်ကိုင်းနိုင်တယ်ပြောနိုင်တယ်ဆိုနိုင်တယ်ကိုအားကိုးတယ်ဟုတ်လားအပစ္စည်းဥစ္စာကိုအားကိုးတယ်မိတ်ဆွေကိုအားကိုးတယ်ဆွေမျိုးသားချင်းတွေအားကိုးတယ်အားကိုးတယ်ဒီအများကြီးရှိတယ်နော်အားကိုးလို့ရသေးတာဘူးဗျာတေဂာနီးရောက်ပြီဆိုတဲ့အခါကျတော့အဲ့ဒီကိုနေထိုင်စဉ်ကာလတုန်းကတန်ဖိုးထားခဲ့တဲ့အားကိုးစရာတွေကအားကိုးလို့ရသေးလားအားကိုးလို့မရတော့ဘူးကိုအားအကိုးဆုံးလို့ဆိုရတဲ့ဒီခန္ဓာကိုယ်ကြီးကိုကစပြီးတော့တည်တော့မယ်ဆိုပြီးတော့သူ့ရဲ့အဖြစ်မှန်ဇာတိကိုဖော်ပြလိုက်ပြီလေမင်းဘလို့ပဲငါ့ကိုမြဲတယ်လို့ထင်ငါကတော့တည်တော့မယ်လို့သူ့ရဲ့အဖြစ်မှန်တယုတ်တကံကိုမျက်နှာဖုံးကိုဖွင့်ပြလိုက်ပြီခုတက္ကရာမတို့ဦးဇင်းတို့တွေကခန္ဓာကိုယ်ကြီးကမျက်နှာဖုံးဖုံးထားတာအဲ့ဒါကိုဖွင့်မကြည့်ပြဘူးနော်ခန္ဓာကိုယ်ကြီးကဘလို့မျက်နှာဖုံးဖုံးထားတာမြဲတယ်လို့မျက်နှာဖုံးဖုံးထားတာဗျဟုတ်လားကိုကြည့်မြဲတယ်လို့ပဲထင်တယ်သိမယ်လို့ထင်တဲ့အချိန်ကတကယ်နည်းနည်းလေးပဲရှိတမင်တကာတွေးတောမှသိဟုတ်ရဲ့လားအဲ့ဒီမျက်နှာဖုံးကိုအဲ့ဒီအချိန်ကတော့ကိုကချွတ်မကြည့်လဲပဲသူကချွတ်ပြလိုက်ပြီဂိုင်းမင်းဘလို့ပဲမြဲတယ်ထင်တယ်ငါကတော့သေတော့မယ်ပျက်စီးတော့မယ်အဲ့ဒီအချိန်ကျတော့အဲ့ဒီခန္ဓာကိုယ်ကြီးကလည်းအာကိုးစရာမဟုတ်တော့ပစ္စည်းဥစ္စာဆိုတာတွေကလည်းအာကိုးစရာမဟုတ်တော့ဘူးအဲ့ဒါသူ့နယ်ပယ်မဟုတ်ဘူးပစ္စည်းဥစ္စာဆိုတာရှင်စဉ်ကာလမှာစားဝတ်နေရေးရပြိုင်ဆိုင်ရေးရဒါတွေအတွက်လောက်ပဲအသုံးကြတာနော်သေတော့မယ်ဆိုတဲ့အခါမှာလာရောက်ပြီးတော့ကူညီဖို့အတွက်ပစ္စည်းဥစ္စာမှာအစွမ်းတတ္တိမရှိပါဘူးဆွေမျိုးတွေအပေါင်းအသင်းတွေမိတ်ဆွေတွေလည်းပဲအဲ့ဒီအချိန်မှာသူတို့ရဲ့နယ်ပယ်ဟုတ်သေးလားမဟုတ်တော့တေဂာနီးအချိန်မှာပြည်လည်ဖို့ဆိုတာကုသိုလ်ကောင်းမှုရဲ့နယ်ပယ်ကုသိုလ်ကောင်းမှုရဲ့တက်နိုင်တဲ့အခြေအနေမျိုးဖြစ်သွားတယ်ဟုတ်ရဲ့လားဒါကြောင့်တေဂာနီးအခါကာလမှာဘာအရေးကြီးလဲကုသိုလ်ရှိဖို့အရေးကြီးပါတယ်ရှင်လုံးမှာလည်းပဲကုသိုလ်ရှိဖို့အရေးကြီးပါတယ်နော်သို့တော့တေဂာနီးမှာပို၍အရေးကြီးတယ်ဟုတ်ရဲ့လားဒါကြောင့်ဘဝဆိုတာနေရေးတစ်ခုတည်းတိဆောက်ထားတာမဟုတ်သေရေးနဲ့နေရေးနဲ့ရောထွေးပြီးတော့တိဆောက်ထားတာဟုတ်လားအဲ့ဒီတော့နေရေးတစ်ခုတည်းစဉ်းစားမယ်ဆိုရင်ဒီစဉ်းစားချက်ဟာဘယ်လိုနည်းနဲ့မှမပြည့်စုံနိုင်ဘူးပိဿတ်ဘဝမှာသေခြင်းဆိုတာကိုမတွေ့ကျင်ဘူးလို့ဖယ်ပြစ်လို့ရလားမရဘူးဗျသေခြင်းဆိုတာကိုမရှိဘူးဆိုပြီးတော့လှုပ်ထားလို့လည်းမရဘူးသေခြင်းရှိနေတာကကျေးဇူးလည်းတင်စရာရှိတယ်လို့တောင်ပြောမယ်ဆိုပြောလို့ရတယ်တကယ်လို့လူတွေကမွေးပဲမွေးနေတယ်အမြဲတမ်းမသေးတော့ဘူးဆိုရင်ဘယ်လိုများနေကြမလဲတစ်ချက်လောက်လေးစဉ်းစားကြည့်ပါဦးဟုတ်လားအဲ့တော့ဒီတော့ဘဝဆိုတာဘာလဲလို့မေးရင်နေခြင်းနဲ့သေခြင်းနဲ့ဒီနှစ်ခုအချိုးကျကျပေါင်းစပ်ထားတာဟုတ်လားအဲ့တော့ဒီနှစ်ခုကိုဒကာမတို့ဦးဇင်းတို့တွေကဟိုချိန်ခွင်ရှာညီမျှအောင်တွေးတတ်ဖို့လိုတယ်နေရေးကြီးတဲ့တွေးလို့မဖြစ်သေးဘူးသေရေးကြီးပဲတွေးရင်လည်းမဖြစ်သေးဘူးနေလဲနေရအောင်ပါလေဟုတ်ရဲ့မို့လားအခုဇဝေနေရေးရှိတယ်တာယသမီးရေးရှိတယ်နေရေးရှိတယ်နော်ဒါတကယ်အရှိတရားနော်အဲ့ဒါကိုစိတ်ကူးရင်ပြီးတော့မရှိပါဘူးလို့လှုပ်ချင်လို့မရဘူးဟုတ်လားဒါကြောင့်နေရေးအတက်လဲအဆင်ပြေအောင်မလုပ်ကြရမယ်ကြိုးစားကြရမယ်အဲ့ဒါကတော့တိတ်တိုက်တွန်းစရာမလိုဘူးထင်ပါတယ်ဟုတ်လားသေရေးဆိုတာကတော့တကယ်ရှိနေတယ်မို့လားတကယ်ရှိနေတဲ့အတွက်ကြောင့်အဲ့ဒီအရေးကိုလည်းခေါင်းထဲထည့်ပြီးတော့ပြည်လေအောင်လုပ်ကြရမှာပဲအခုလူတွေကနေရေးကိုပဲပြည်လေအောင်အတင်းကြိုးစားတယ်သေရေးကိုကြတော့အဖြစ်မှဖြစ်တယ်လို့ရောက်ရပဲကွာတွေ့မှတွေ့တယ်လို့ပဲအဲ့ဒီလိုလူတွေများတဲ့အတွက်ကြောင့်သေရေးမှာအစင်မပြေဘဲနဲ့ရင်ဆိုင်ပြီးတော့ဝန်နဲ့ပန်းနဲ့မျက်ရည်ကြီးငယ်ကြပြီးတော့တေကြရတဲ့မသားတွေပဲများပါတယ်သေရေးမှာလက်မထောင်ပြီးတော့အစင်ပြေတယ်ဆိုပြီးတော့တေသွားတယ်လို့အင်မတန်နည်းပါတယ်ဟုတ်လားအစင်ပြေပြီးမသေးရဘူးဆိုရင်အစင်ပြေတဲ့ဘဝရောက်နိုင်ဖို့မလွယ်ပါဘူးဟုတ်ရဲ့လားဒါကြောင့်နောင်တန်တရားပါပူးပြီးတော့တွေးကြည့်မယ်ဆိုရင်နေရေးတဲ့သေရေးကဘိုးတောင်အရေးကြီးသေးတယ်ဘာကြောင့်လဲဆိုတော့
တေရေးကတေတုံးကိုအစဉ်ပြေဖို့လိုတယ်တေတုံးကိုအစဉ်မပြေရင်ဟိုးနောက်ဘဝမှာသွားပြီးတော့အကြီးအကျယ်ပြဿနာတက်နိုင်တယ်ဟုတ်ရဲ့လားဒါကြောင့်တေရေးအရေးမကြီးဘူးလားတေရေးအရေးကြီးတယ်လို့သဘောပေါက်တယ်ဆိုရင်နေစဉ်အခါတည်းကစပြီးတော့တေရေးကိုပြေလည်အောင်ဖန်တီးပေးနိုင်တဲ့ကုသိုလ်ကောင်းမှုဆိုတဲ့ကောင်းမှုကိုအများကြီးရ